はい、皆さん、こんにちは。私より、語学できるサウリへ、メモとかビタレ、問題のことだな。ごぽめなに問題よ、がじゃろ、ボリボペ。私からへさくも、このみやめてまえ。かなりポストタビロ、チェ、ピリ、スナハチビバーの。はい。OK တော့ပါမယ်နော်အဲ့တော့ကိုယ့်ကိုစဉ်းစားပြီးတော့လေ私တို့ဒီလိုစဉ်းစားပြီးတော့အဖြေတက်တဲ့အချိန်မှာတူနေတဲ့အချိန်ဆိုရန်ကိုဝရှိခတ်တာねပြောစရာကောင်းတာအားကြောင့်မလို့အမြဲတမ်းစဉ်းစားစီချင်တာနော်ဟေး OK အဲ့ဆိုရှင်အရင်ဆုံးမေကွန်လေးက日本の家はどう変わりましたかမေကွန်လေးကြားဖတ်မယ်နော်私တို့အမြဲတမ်းမေကွန်နှစ်ခါလောက်ဖတ်တာမရှိရင်日本の家はどう変わりましたか変わりましたဘယ်လိုပြောင်းလဲသွားခဲ့ရလဲလို့မြင်ရနော်အဲ့ချိန်မှာ窓が大きく窓が小さなく少なくごめんなさい窓が大きく窓が少なくနော်ပြီး入り口が大きく入り口が多くဆိုတဲ့ဒီလိုမျိုးလေးပေါ့နော်အဖြေကြည့်တဲ့အခါမှာအရင်အဖြေကထပ်မနေဘူးရှုပ်မနေဘူးဆိုလို့ရှိရင်ဒိုင်းသားရုံမိပါစねအကြမ်းမြင့်ဖတ်ကြည့်လိုက်တယ်เนาะအဲ့ဒါလေးကိုကောင်းမှခဏမှတ်ထားမယ်ပြီးတော့ဟိုက်စာရိုက်ကိုဖတ်ပါမယ်日本の家はသူမေးတာက日本の家はလို့ပြီးတာမိကုမှာပါရတဲ့အတွက်ကြောင့်ဒါလေးကိုခဏလေးလောက်ထားမယ်ပေါ့နော်ဟိုက်လေးလောက်ထားမယ်ပြီးရင်窓や入り口အဲ့လေးရတဲ့ပါအောက်ဖြည့်နေမှာပေါ့နော်大きく作られていましたဂျပန်ရဲ့အိမ်တွေကပရင်းပေါက်တွေအဝင်ပေါက်တွေကိုကြီးကြီးမားမားကိုပြုတ်ထားပါတယ်တဲ့ပြုတ်ထားခြင်းခံရတယ်ဆိုတော့ဥက္ကမိကေတော့နော်ပြုတ်ထားပါတယ်လို့ပြောသွားတာပါโอเคအဲ့တော့အရင်တော့ကပြုတ်ထားဖြစ်ကောင်းဖြစ်နေတယ်ပေါ့နော်ဆက်ဖက်ကြည့်日本の夏は暑いので涼しく生活できる家が必要だったからですってဘာကြောင့်သူအကြီးကြီးလောက်ထားရလဲဆိုရင်နောက်ကဟာမှာခါရာတက်ပါတမ်းပတ်ချက်ပြီးထားပါနော်ဂျပန်ရဲ့နွေရာသီကပူတဲ့အတွက်ကြောင့်စူဆူရှိခုဆိုတာအေးမြလေးပေါ့နော်ဒီတိုင်းစားမှုကိုလုပ်နိုင်မှုအတွက်အိမ်လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ခါရာတက်ဆိုတာပြီးတော့မှဒါဆိုရင်ဂျပန်ရဲ့အိမ်ကဆိုတာအရင်ကအချိန်နေဖြစ်မှာပေါ့နော်ဒါမျိုးဆက်ဖတ်မယ်မာတိုရအီရီကူချီကအိုကီတို့ကြီးပြီဆိုရင်ナスは風がたくさん入って涼しいですかဒီမှာဆိုရင်ကားပါပြီနော်ကားတွေကအရင်အရေးကြီးပါတယ်နော်စက်ကျင်မပြောတာအဲ့တော့နွေရာသီမှာလေတွေအများကြီးဝင်ပြီးတော့အေးမြတယ်ဆိုပေမဲ့冬は寒いので大変ですနွေရာသီကတော့အဆင်ပြေတယ်ဆောင်းရာသီကတော့大変ဖြစ်တာပေါ့ပြောတာနော်ရှိကားရှိတဲ့ဒါပေမဲ့တဲ့新しく建てられる家は新しく建てられる家はဆိုတာအခုနောက်ပိုင်းအစ်စ်ပြောင်းလဲပြီးတော့အစ်စ်နော်ဆောက်လုပ်တဲ့အိမ်တွေကလို့ပြောသွားပြီအဲ့ဒီအစ်စ်ဆောက်လုပ်တဲ့အိမ်ဆိုတာက日本の家ကိုပြောချင်တာဒါပေမဲ့昔တော့မဟုတ်တော့ဘဲနဲ့အစ်စ်ပြောတဲ့ဟာမျိုးကနားလေရနော်ဒိုင်းဘူခါဝါရီမတ်တာပြောင်းလဲသွားပါပြီအဲ့တော့မိကုံးကပါတဲ့ဘက်ကလေးကခါဝါရီမတ်တာကားလို့မေးတဲ့ဘက်ကလေးကိုတို့ဒီမှာခါဝါရီမတ်တာတွေ့ပြီဒါဆိုရင်အဖြေကဒီနားလေးမှာပဲရှိတယ်နော်窓が大きくてたくさんある家は少なくなりましたတကားကကြီးပြီးတော့ပေါ့နော်ဘယ်ပြောမလဲအများကြီးရှိတဲ့တကားကြီးပြီးအများကြီးရှိတဲ့အိမ်ဆိုတာကတကားကြီးရှိတဲ့အိမ်ကြီးအဲ့လိုအိမ်ကြီးလိုပြောချင်တာပေါ့နော်တကားကြီးအများကြီးရှိတဲ့အိမ်ကစုခုနာခုနာရီမတ်တာဖြစ်လာပါဖြစ်သွားလေနဲလာတယ်ဘာတွေကနေတကားအများကြီးရှိတဲ့တကားအများကြီးကွာပြီးရှင်အကြီးပေါ့နော်အဲ့လိုရှိတဲ့အိမ်တွေကနဲလာတယ်လို့ပြောတာနော်တကားကြီးရှိတဲ့အိမ်တွေနဲလာပါလေအစားတောင်းတွေကပြောင်းလဲသွားတာပေါ့နော်ခါရီမရှင်တော့မပါဘူးအဲ့ပြီးအောင်ဆက်ဖက်မယ်ဆိုတော့ဒန်ကီဆေးရင်ကိုစကတဲ့ナスは涼しく冬は暖かく生活することができるようになりましたတော့လျှက်စစ်ပစ္စည်းတွေပေါ့နော်အိမ်လုံးလျှက်စစ်ပစ္စည်းတွေဒန်ကီစိတ်ဟင်ဆိုတာလျှက်စစ်ပစ္စည်းတွေကိုအသုံးပြုပြီးတော့ညရာဒီဆိုလဲအေးအောင်နော်စောင်းရဒီဆိုလဲပူနွေးအောင်လုံနိုင်တယ်မျိုးဖြစ်လာခဲ့ပါတယ်တဲ့ပြောသွားတယ်ဒါပေမဲ့သူမေးခွန်းမေးတာက日本の家は
do below kawari master kalo mege trachang below pyang le so ha ba below pyang le da le so lo shin yin ma do ga okikute taksan aru ie wa sukunaku narimashita ဆိုတဲ့စာကြောင်းလေးကပြောင်းလဲတာလေးဖြစ်ပါတယ်အဲ့တော့အဲ့စာကြောင်းနဲ့ကန့်ညီအဖြစ်ရှာကြည့်ရမယ်ဆိုတော့မားတို့ကအီဒီကူချီကလည်း1နှစ်3လေးမှာဘယ်ဟာကိုရွေးမလဲ3လေးကိုပယ်မယ်1နှစ်ကိုရွေးလိုက်မယ်ဘာကြောင့်လဲမားတို့နဲ့တူနေလို့အဲ့တော့ကြီးမားတဲ့အများကြီးရှိတဲ့ဟာတွေကအိမ်ကြီးနေလာတယ်ပြောတယ်အိုကီကူနာရီမတ်စတာလားဇကူနာကူနာရီမတ်စတာပရင်းပေါက်တွေနေလာတယ်ဆိုတော့မားတို့ပရင်းပေါက်နေလာတယ်ဆိုတော့ဇကူနာကူအားကြောင့်ကိုတိုင်ဝါနိဖြစ်သွားတယ်နော်အချီကိုပယ်လိုက်မယ်ဟဲ့အဖြစ်လေးတူကြလားရမှာပါနော်ခန့်နိုင်ပြီရှော့နေနော်ဒါဆိုကျွန်တော်ရှိတော့မိပန်စပါပါမယ်ဟဲ့မိပန်လေးကိုလည်းပုံမှန်လိုပဲရက်ပါမယ်ရက်မယ်ဆိုတော့တခုလေးကဒါလေးနည်းနည်းလေးတော့သေးနေတဲ့အတွက်ကြောင့်မလို့ဖုန်းလေးကိုလေးထောင်ကြည့်တဲ့သူတွေပါလို့အစင်ပြေကောင်းပြေနိုင်ပါနော်တစ်ချက်လေးတော့ကြည့်ပေးပါလားရှိတစ်ချက်တော့ပြပေးမယ်နော်ခဏလေး post လုပ်ဖို့အတွက်လုပ်ပေးပါမယ်နော်ချက်တော့မှတ်တယ်နေဟဲ့ထိုက်တော့ခါတော့အခုပုံလေးကိုဖယ်လိုက်မယ်နော်ဒီစတာလေးနဲ့ပဲချက်ပေးလိုက်မယ်နော် screen ရလို့ရအောင်ဟဲ့ဆိုရကြတဲ့တိုင်းတော့ခါတော့ okay ဟဲ့နားလေး stop လုပ်ပြီးတော့ဖတ်ပါနော်ဟဲ့ဒါဆိုတော့ဒါရှိလို့တော့ဖတ်ပါမယ်အဲ့တော့သူမေးတဲ့မိကွန်းလေးကိုကြည့်မယ်ပေါ့မေးတဲ့မိကွန်းလေးကသူပါမိသွားတယ်ဆိုရင်ရင်းဆန်တော့တမိုတာချီရင်းဆန်ဝါမဟုတ်ရင်းဆန်တော့တမိုတာချီကနာစေဆိုတာဒိုရှ်တေတို့နန်တေတို့တူတူပဲနော်ဘာကြောင့်この町が好きだと言っていますか皆さんの友達が友達はなぜဘာကြောင့်この町が好きだと言っていますかပြောရလေတဲ့နော်ရိစံရဲ့友達နော်ဖေးဖတ်ကြည့်ရအောင်ဟောဒါလေးကこれはリンさんが日本語クラスの先生に出した絵はがき自己ポストလေးဖြစ်ပါတယ်田中先生ဆိုပြီးတော့အောက်က リンさんがပို့တာနော်お元気ですか私は今旅行していますこの町には大学で日本の歴史を勉強している友達が住んでいます。友達は東京よりこの町が好きです。古いものが大切にされているからだそうです。私は東京の方が好きです。新しくて面白いものがたくさんあるからです。先生に小さいお土産を買いました。楽しみにしていてください。2011年5月4日。はい。Okay အကုန်လုံးဖတ်သွားတယ်နော်။ဒါဆိုရင်ဒီထဲမှာဘယ်စာကြောင်းလေးရတကယ် main sentence လေးဖြစ်မလဲ။ဒီစာကြောင်းလေးပါ။友達は東京よりこの町が好きです。古いものが大切にされているからだそうです。はい。ဒီဖြစ်နေမှာnot test နော်ပြီးလို့ရှိရင် not day ခါရာ test ဒါလေးတွေအဖြစ်ဖြစ်တယ်ဒီမှာခါရာကနှစ်ကြောင်းပါတယ်ဒီလားဒီမှာလဲ Texan အာရုခါရာ test ဆိုပါတယ်ဒါပေမဲ့ဒီအကြောင်းကဝါတာရှိဝါဆိုတာဖြစ်နေရအကြောင်းဝါတာရှိကိုသူမေးသွားတာကတိုမိုဒါချီကိုမေးတာမလို့တိုမိုဒါချီဝါဆိုတဲ့စာစာကိုယူရမှာတိုကျိုထက်ဒီမျိုးကိုကြိုက်တယ်古いものが大切にされているからだそうです。ဒီစာကြောင်းလေးဖြစ်ရမှာပါ။ရမယ်နော်။အဲ့ဒါလေးကိုမြင်ပြီဆိုတော့ကျွန်တော်ကြားဟာတွေမလို့တော့နော်။ဒီကောင်းလားကျွန်တော်အခုခီးသွားနေတယ်။ဒီမျိုးကတက္ကသိုလ်မှာပေါ့နော်။ဂျပန်ရဲ့သမိုင်းကိုဘယ်လိုပြောမလဲလေ့လာနေတဲ့တငယ်ချင်းကနေနေတယ်တဲ့။တငယ်ချင်းကတိုကျိုထက်ဒီမျိုးကိုကြိုက်တယ်။ဟိုရှေးအောင်ကြတဲ့အရာတွေကိုတန်ဖိုးထားရတဲ့ကြောင့်ပေါ့နော်။အတွက်ကြောင့်ဖြစ်တယ်တဲ့။ဒါလေးကအကြားဆုံးနော်။ပလိန်းဖောင်ကတာလို့ကျွန်တော်ကတိုကျိုပူကြိုက်တယ်။အဲ့လိုဆိုစိတ်ဝင်စားတဲ့အရာတွေအများကြီးရှိတဲ့အတွက်ကြောင့်ဟုတ်ကဲ့ကျွန်တော်ကဘာလို့တိုကျိုကိုကြိုက်တာလဲတာမေးရင်ဒီစားကြောင်းဖြေရမှာနော်အဲ့တော့အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့တငယ်ချင်းကိုမေးလို့ဒီစားကြောင်းဖြေရမှာအဲ့တော့ဒီသူနဲ့တူတာစားကြောင်းအဖြေမှာပါလား
ရှာကြည့်မယ်နော် 日本の歴史を勉強しているから。新しくて面白いものがあるから。古いものが大切にされているから。お土産を買うのが楽しみだから。はい、何番でしょうか。はい、3番ですね。2番のままねの。2番は私は、どこで来ဖြစ်နေပါနော်။တကယ်ချင်းမေးလို့古いものが大切されဆိုတာဖြစ်ရမယ်။ရမလား။အဖြစ်တူမယ်လို့ထင်ပါတယ်။はい။နောက်တစ်ပုဒ်သွားပါမယ်နော်။ Okay ။ဒီပုံလေးကိုလည်း stop လုပ်ပြီးတော့ခဏလောက်ဖတ်ပြပါ။はい。行きます。ね。地図も読みます。どうしてはなぜるべの夜、やべ。動物園に行くといいのですかどうしてあ、じゃあ、夜、動物園に行くといいですかやべ、動物園をတော့ကောင်းတာလေ။ဘာကြောင့်နော်အဲ့လိုပြောသွားတယ်။ Okay နော်။အဲ့တော့တစ်ချက်ကြည့်မယ်။涼しい。人が少ない。寝ている動物が可愛い。夜、よく動く動物がいる。ですね。はい。そういう感じめの。この間、夜の動物園、誰やじゃろ、そうはပြောကြတာဟောတာယူတိုးကိုပြောချင်တာနော်ဒီတိုးတော့တီယိုယူကတိုးပါလားအဲ့ကိုဆိုရနော်နိတက်ခိမしたကုတဟိုတလောပေါ့နော်ညဘက်တိရစ္ဆာန်ယုံပေါ့နော်အဲ့ဒီတိုးတွေကပေါ့နော်တိုးပေါ့နော်တက်ခိမしたတွားလာခဲ့ပါလေတဲ့အဲ့တော့ဒါလေးကလေဟီကခုလေးပြောတာနော်ဒီဟာလေးကကိုတို့ကမိုကြီးကောင်းကြီးပါမိတယ်ဟီကခုလေးလို့ဆိုတာနေဝင်တာကိုပြောတာနော်ပတ်တဲ့ခါဆိုပြီးတဲ့နောက်ဖတ်ပြီးတဲ့နောက်နေဝင်ပြီးတဲ့နောက်မှဒိုးစတာချီကိုမိလို့တော့တက်ညဘက်ပေါ့နော်တိရစ္ဆာန်တွေကိုကြည့်ဖို့ဖြစ်ပါတယ်ဟီရုမဆိုတာဟီရုကနေလေအားချိန်လေးနေလေနာချိန်လေးဒိုးစဲနေအတဲ့မို့တိရစ္ဆာန်ကိုသွားလဲပဲဒိုးစကနေတဲ့အတာလေးတိရစ္ဆာန်တွေကအိတ်နေလိုက်မြဲရုတခုတော့နေတဲ့ခုနကတဲ့မြဲတဲ့နေရာကိုထွက်မလာတယ်နော်ဇန်နနာကိုတို့ကားတယ်နေကိဘက်ကွာသွားရင်ကွာတိရစ္ဆာန်ကြီးအိတ်နေရာမျိုးခါကြရှိတို့လျှောက်သွားပြီးတော့ပေါ့နော်လူမြင်တဲ့နေရာမှာမနေဘူးပေါ့နော်ထွက်မလာအောင်အဲ့လိုမျိုးရှိရောသွားပေမဲ့မတွေ့ရအောင်ဆိုတော့ဝမ်းနေစရာရှိတယ်တဲ့ဒိုဘူးစနောနာကန်ဒီဝဤရူယောရီမို့ယောရုယောခုဥကောခုဒိုဘူးစကအီမတ်ဒီတိရစ္ဆာန်တွေထဲမှာနေတဲ့ထက်ပေါ့နော်ညာဘက်ကျမှကောင်းကောင်းလှုပ်ရှားတာဥကောခုလှုပ်ရှားတယ်ရွေရှားတယ်အဲ့လှုပ်တဲ့တိရစ္ဆာန်တွေရှိတယ်そういう動物を見るには、အဲ့ဒီတိရစ္ဆာန်တွေကိုကြည့်ဖို့ကမဲကကရဲတဲ့ခါကနေဝင်ပြီးတဲ့နောက်မှာ動物園に行った方がいいのです。အဲ့လိုတိရစ္ဆာန်ကိုကြည့်ဖို့ကနေဝင်ပြီးတဲ့နောက်မှာတိရစ္ဆာန်ရုံကိုသွားတာကကောင်းပါတယ်တဲ့ပြောသွားတယ်ဟုတ်တယ်နော်အဲ့တော့သူမေးတာကညာဘက်တိရစ္ဆာန်ရုံကိုသွားတာကောင်းတာကဘာလို့လဲဘာကြောင့်လဲလို့ပြီးသွားတာအဲ့လိုဘာကြောင့်လဲမိတဲ့ခါမှာအဖြေလေးရွေးလို့ရှိရင်ဟိုသူနဲ့ဆက်ဆက်ပြီးတော့မိကုန်းနဲ့ဆက်ဆက်ပြီးစဉ်းစားကြည့်နော်ညာဘက်တိရစ္ဆာန်ယုံသွားတာကောင်းတာအေးမြအတွက်ကြောင့်တဲ့ညာဘက်တိရစ္ဆာန်ယုံသွားတာကောင်းတာကလူနေလို့တဲ့ညာဘက်တိရစ္ဆာန်ယုံသွားတာကောင်းတာကအိတ်နေတိရစ္ဆာန်ရဲ့ချစ်ဖို့ကောင်းဘူးတဲ့ညာဘက်တိရစ္ဆာန်ယုံသွားတာကောင်းတာကညာဘက်မှာကောင်းကောင်းလှုပ်ရှားတိရစ္ဆာန်တွေရှိတဲ့အတွက်ကြောင့်ဒါဆိုရင်ဒီထက်ဖြစ်နိုင်ဆုံးကဘာဖြစ်မလဲရွှမ်းမှန်ပေါ့နော်အားကြောင့်လဲဆိုတော့ဒီစာအကြောင်းကသူမေးရနဲ့တူတယ်ဒါကြောင့်မလို့ညဘက်သွားတာကောင်းတယ်လို့ပြောသွားတာမိကုန်းလေးနဲ့တူနေတယ်အဲ့တော့သူ့ရှေ့တောင်ဆက်ကြည့်မယ်ဆိုရင်အဲ့လိုတိရစ္ဆာန်ဘလို့တိရစ္ဆာန်လဲဆိုယူဆိုတာရှေ့ကိုညွှန်းတယ်အဲ့တော့ညဘက်မှာကောင်းကောင်းလှုပ်ရှားတဲ့တိရစ္ဆာန်တွေရှိလို့အားကြောင့်မလို့ညဘက်တိရစ္ဆာန်ယူသွားတာအဲ့တော့အဖြေလေးကရွှမ်းမှန်ဖြစ်သွားပါတယ်ဟုတ်ရမယ်နော်โอเคဒါဆိုရှင်နောက်တစ်ပုဒ်သွားပါမယ်နောက်ဆုံးပုံလေးပါ
はい4番လေးကကြာတန်ကီရောဟိုလေးကြည့်ရပါမယ်တန်ကီရောဟိုလေးကဲဖြေလေးရှာထားပြပါโอเคအကြည့်မယ်နော်အဲ့တော့ဒီမှာကမိခွန်းလေးမေးသွားတာက明日と明後日はどんな天気ですか明日と明後日はどんな天気ですかဘလို့ရာသီဥတုလဲပြောတော့နော်အဲ့တော့明日6時明後日これですねဒါတွေကကြတော့မနေ့ပြန်ရဲ့6နာရီ7နာရီ18 24ပြီးတော့မှတစ်ပတ်ခါရောက်မိသွားတာကမနေ့ပြန်နဲ့တစ်ပတ်ခါကဘလို့မျိုးရာသီဥတုလဲလို့မိသွားတာပါはい天気予報明日は明日ပါဆိုနော်一日中はっきりしない天気で洗濯しても乾きにくいでしょうလက်ပြန်ကတနေ့လုံးကိုဟာခီရီရှိနိုင်ချင်းချင်းလေးပြတ်တာမရှိရသူတို့ဖြစ်မယ်ဖြစ်ပြီးတော့စန်တာကစ်တယ်အဝတ်တွေပါအကျော်လေးပဲခါဝါခီမတ်က6တာနီခွိနဲ့ပေါင်းလို့ရှိရင်မတ်ဆိုပြီးပေါင်းတယ်နော်ခါဝါခီမီခွိ6ဖို့ခက်မယ်6ဖို့ခက်နိုင်တယ်ပေါ့နော်ခက်မယ်ဟီရူမောကနေ့ပိုင်းမှာအာမေနိုရှင်းပိုင်းအာရီမဆန်နေ့မှာတော့မိုးအတွက်စိတ်ပူစရာမရှိဘူးနေ့လယ်မှာမိုးတဲ့စိတ်ပူစရာမရှိဘူးဆိုတော့ဒါရှိစာလေးပတ်လိုက်ပုံလေးသွားလိုက်ကြည့်မယ်နော်အာရှ6နိုင်မှာ၄ခုလုံးတူနေတော့ရွေးစရာရိုးလို့မရအောင်နေ့လယ်ကိုကြည့်နေ့လယ်မှာမိုးအတွက်စိတ်ပူစရာမရှိဘူးလို့ပြောသွားတယ်ဆိုတော့ကမိုးအတွက်စိတ်ပူစရာမရှိဘူးဆိုတော့နေ့နဲ့ယုံကိုပဲပြီးတော့အချီနဲ့စံလေးကိုခဏထုတ်ထားရအောင်ဟုတ်တယ်နော်အဲ့တော့ဂါလေးခံလိုက်ပြီအဲ့လိုဆိုပေမဲ့နော်ယောရုညကြတော့အိုဆိုခုအမေကဖူရီဟာကြီးမယ်နော်ယောရုအိုဆိုခုဆိုညဘက်နဲ့ညနေတယ်ဆိုရှင်ပေါ့ဟုတ်တယ်နော်အဲ့လိုညနေတယ်ဆိုရင်တော့မိုးကဖူရီဟာကြီးမယ်ဖူရီမတ်ရွာတဲ့ဟာကြီးနဲ့စရွာမယ်စာမှုခုနာတို့အေးလာမယ်အဲ့တော့နေ့လေဆိုဒီနေ့ကတူနေဒီနေ့ကတူတယ်အဲ့တော့ညကြတော့မိုးကဆရပြီးအေးလာပြီပြောတာဆိုဒီလေးကတူနေပြန်တယ်တဲ့တော့မတည်သေးဘူးပေါ့နော်အဲ့ဆက်ပတ်တော့အာစတဲ့ကဟီကဒေတဲ့ဆိုတာကကြတော့နေထွက်မယ်လို့ပြောသွားတယ်စန်တခုမိုနိုမူယောကူခါဝါခီဆိုးတယ်ဝိရှော်ထားတဲ့အရာတွေလှမ်းထားအရာရှိတယ်ကောင်းကောင်းချောင်းပြီမဲ့ပုံမဲ့အားကြတော့အမြင်ဆိုးဘာလို့လဲဆိုရင်ခါဝါခီမတ်ကိုမတ်ဖြုတ်ပြီးပေါင်းနေကြမလို့အမြင်ဆိုးနော်ပလိမ့်ပေါင်းနဲ့ကပ်ရင်အကြားဆိုးအဲ့တော့နေထွက်မယ်ဆိုတော့အချီနဲ့နီအတိုင်းရွေးရတာအချီနဲ့စံအချီနဲ့နီပြန်ရေးမယ်ဆိုတော့စံနဲ့နီကိုပယ်မယ်အချီကိုပဲအဖြစ်ရွေးလိုက်မယ်はいいいですかやめてもらえの OK じゃあ、そう今回はこのまでに終わりにします。お疲れ様でした。